Assalamualaikum warahmatullahi wabarakatuh. Chanoga di Sagago Patamasu Natong, Chanoro Memamusili Minkile Teaga, Sagapionere. Era Memamusilingo so candidated Lutigo, Tupio Piara, Sagabeno. ICC Kisane Chanoro. Edikisane tu Sagapionere, Ayanga tu Saga Natong, Natong Miranga Piopiame. ဆက်ပြောင်းမယ်နေတို့ဒီ ICJ ကနေစတဲ့ပြဿနာနေတို့ ICJ ကိစ္စကိုပြောရင်းနဲ့နေတို့ဘာလုပ်တယ်လဲဆိုတော့နေတို့ခိုးဝင်ဘင်္ဂါလီအကြောင်းကိုပြောရင်းနဲ့ငါတို့ရဲ့မြန်မာမွတ်စလင်တွေကိုနေတို့တိုက်ခိုက်လာတယ်ငါတို့ဘာသာတာနာစော်ကားလာတယ်ဥပုပ်လကလေးကနေပြီးတော့နေတို့ခွေးဥတဲ့အစမ်းတန်ကိုနေတို့စစော်ကားလာနေတို့စော်ကားလို့ငါတို့အောက်ကလူတွေတက်ပြီးပြောရတာဟုတ်လားဟမ်ဟုတ်ပြီနားထောင်ပြီနော်စကားချီရှိသေးတယ်အဲ့ဒါသူပြောတာစကားကဘာသာသာသနာကိုစော်ကားတဲ့စကားတော့ပြီးကသူ့ကိုမဲပွန်းတဲ့ topic တွေမြန်မာနိုင်ငံအစိုးရထောက်ခံထားတယ်ဒီတော့ဘာသာသာသနာစော်ကားရစီမဲပွန်းတဲ့ top အချောင်းမရှိဘူးလေသူတို့ကိုတွားပြောလေတာကအပေါ်မှာရှိတာတာကလိုဂျီတီကိုသူစကားပြောတာအဲ့ဒါပဲတော့ပြီးကငါမြန်မာမွတ်စလင်ကိုအားလုံးတို့ကိုမေးမယ်ဒီခေါမကိုအဖေအမေကတင်ပေးရလားတင်ခိုင်းတာလားဒီလိုမျိုးစကားပြောဖို့ ICC ကိစ္စနဲ့ပြီးတော့နဲ့ဘာပဲလို့ရှင်းလိုက်မြန်မာမွတ်စလင်နာပါစင်လေသူပြောတာစကားအဲ့ဒါနောက်ပြီးကသူပြောတာစာတုံးကခုမှလာတဲ့ဘင်္ဂလီလေတွေ့လားပြောစရာတော့အများကြီးရှိသေးတယ်မပြောဘူးခိုးဝင်လာတဲ့ဘင်္ဂလီမှာသူပြောရတာပဇာကစကားကငါဒိန်ပြောမယ်နော်ဒီနီးမရှိတဲ့မြန်မာမွတ်စလင်စပါလားဟုတ်လားဘဝဆုံးပြီးတော့မှန်တဲပြီးတော့ပြောနေတာစကားဟမ် ICC ကိစ္စကမြန်မာမွတ်စလင်နာဘာမှမပက်တဲ့ဟောပြီဒီအဲ့လိုမျိုးပြောလို့ရတယ်ကျွန်တော်တို့ကဘာမှမပက်တဲ့အဲ့ဒါနဲ့မိတော့တွားပြီးတော့သူတို့ကိုစော်ကားလိုက်ပြောရှံပြောလိုက်ကျွန်တော်တို့မြန်မာမွတ်စလင်နာဘာမှမသိပါဘူးအဲ့လိုမျိုးလည်းပြောလို့ရတယ်ဒါပေမဲ့နေပြောတာအစီအစီကိစ္စနာဟောမှာကိုဝန်လာတဲ့ဘင်္ဂလီဆိုပြီးပဇာကပြောနေတာနိစပါမှာမြန်မာမွတ်စလင်စပါလားဟောမှာရှိတဲ့ကိုဝန်လာတဲ့စပါလားပြောလို့ရမလားငါအားလုံးတို့ကိုမေးမယ်နေတိလားတကယ်ပြောလိုက်ရင်လူတိုင်းသိတယ်နော်မင်းတို့ဘာသာရေးမြန်မာမွတ်စလင်ရှိတာငါတခါမှမပြောဘူးတဲ့စကားကိုဒါပေမဲ့အားလုံးတို့မြန်မာနိုင်ငံပြည်သူလူထုအားလုံးတို့ဒုက္ခရောက်တယ်ဘာသာစော်ကားတဲ့လူရှိသေးတယ်လူမျိုးကိုယ်စော်ကားတဲ့လူရှိသေးတယ်အမျိုးမျိုးရှိသေးတယ်ငါဘယ်တော့မှဘယ်လူမျိုးမှငါမခွေနော်ကျွန်တော်လည်းရဟန်းကြလူမျိုးတစ်ယောက်နော်သူခေါ်တဲ့ဘဝဆောင်ပြီးတော့မြတ်မယ်သေးပြီးတော့သူမြန်မာနိုင်ငံမွတ်စလင်ဆိုပြီးကသူမြန်မာမွတ်စလင်အတိုင်းမဲ့ပုန်နိုင်ရတာလေအပေါ်ကလူတီအထက်ကလူတီမဲ့ပုန်တဲ့ထောက်ပြီးတာလေတွားခိုင်လိုက်လေ你们没不能逃避的，嘛包个路的你个逃开他的，那多开来嘞，你嘛啥把戏的嘞？你们嘛穆斯林苏比了，爸爸烧他的苏比，送他的苏比个，面面特别个，穆斯林路苗个俺个啥个没标不，俺个阿偏没标不，一路停啦你不咋个把啥个多嘞？咱那罗阿莫水他了。ICC ကုန်းမှာနော်မီးတို့နေလို့ရတာမီးတို့ဘယ်လောက်ရှိလဲမြန်မာမွတ်စလင်ဘယ်လောက်ရှိတယ်လူဦးရေမသိလားအဲ့ဒါဟေးစပမအယုံမနေအပေကိုတွားမင်းလေဘယ်လောက်ရှိလဲလူဦးရေမပွန်တန်ရတာကိုမီကိုလို့တာသမီတီအပေအမေကအဲ့လိုမျိုးတင်ပေးတာလားဟုတ်လား你们မြန်မာမွတ်စလင်စပါပဲရှိတာလားဟမ်ဟောမရှိတဲ့ဘင်္ဂလီစပါလား
ခုဝင်လာတဲ့ဘင်္ဂလီစပ်ပါပဲအဲ့လိုလားဟုတ်လားဟမ်မိတော့ဘာသာရေးကောင်းဆောင်တိကျွန်တော်တို့ကိုနော်အားလုံးဒုက္ခပေးတာမိတော့ဘာသာရေးမမွတ်စလင်ဘာသာရေးကောင်းဆောင်တိမိတိလာရကျွန်တော်တို့ဘင်္ဂလီခုဝင်လာတဲ့ဘင်္ဂလီလို့ပြောရမလားနေတော့စားလို့ရတာကိုစားနေတာမိတော့ဘာသာရေးကောင်းဆောင်တိခုဝင်လာတဲ့ဘင်္ဂလီကိုဟိုဆိုပြီးအပြန်ကအလိုလောက်လာတဲ့ပတ်ဆောင်ကအလုံးစားလိုက်တာလင်းလင်းမိမိတိလာရတာမိတိလာမှာမင်းချုပ်တာအဲ့ဒါဘင်္ဂလီလားမိတိလာမှာမင်းချုပ်တာအဲ့ဒါဘင်္ဂလီလားဟမ်ခုဝင်လာတဲ့ဘင်္ဂလီကိုမင်းချုပ်တယ်ပလီကိုမင်းချုပ်တယ်အဲ့ဒါမွတ်စလမန်မဟုတ်ဘူးအဲ့ဒါအစ္စလာမ်ဘာသာမဟုတ်ဘူးအဲ့ဒါခုဝင်လာတဲ့ဘင်္ဂလီလူမျိုးလားအဲ့လိုမျိုးလားနောက်ပြီးတော့မင်းတို့မြန်မာမွတ်စလင်တမျိုးဒီလားအဲ့လိုမျိုးလားနိစပ်ပါတေကလေနိစပ်ပါမတကာဒီနော်စိုက်တကလီထဲရမယ်စိုက်တကလီအထဲမှာထဲရမယ်ကိုီမာတီစကားပြောနေတာဘယ်လောက်ရရင်ကြည့်ကြအစ္စလာမ်ဘာသာကိုစော်ကားလို့ရှိရင်အဲ့လိုမျိုးစကားမပြောရဘူးစော်ကားလို့ရှိရင်နီလည်းပြောပြသူတို့ကအမြဲတမ်းအစ္စလာမ်ဘာသာကိုစော်ကားတာပဲမစော်ကားရပဲအချင်းရှိလို့လေအချင်းဘူရီသူတို့စော်ကားတာပဲကျွန်တော်တို့သိတာပဲလိုင်းပေါ်မှာအားလုံးသိတာပဲလူတိုင်းသိတာပဲဘယ်လောက်တိမြန်မာနိုင်ငံထဲမှာဗုဒ္ဓဘာသာထဲမှာလူမျိုးဘာသာကိုစော်ကားတာအခုခိုင်းမှာမဟုတ်တာအခုမှမဟုတ်တာတော့စက်တကူကမှာလူမျိုးဘာသာကိုစော်ကားလာတာသိတာအတိုင်းပဲတွားမြအဖေကိုတွားပြောလိုက်လေမြအမေကိုလိုးတာမရောက်လိုက်ကိုတွားမင်းလေဘင်္ဂလီကိုမှလာတဲ့ဘင်္ဂလီပြောလို့ပြောဝမ်းလာတွားမင်းလေတဒေတာနော်တဒေတာနော်စပ်ပါတေကလီဝါမဲမိုက်တာနေမှာမြန်မာမွတ်စလင်စပ်ပါပဲရှိတာလားဟိုမှာရှိတဲ့ကိုဝန်လာတဲ့ဘင်္ဂလီစပ်ပါပဲရှိတာလားအဲ့လိုလားနေမွတ်စလင်ပါဝါဆောင်တာဆိုပြီးငါတို့ထိနေမယ်တရားတတ်မပြောပြနေမယ်အဲ့လိုမျိုးထိုင်လားဘေဘာသာမဘေလူမျိုးမကွေမုဟမ္မဒ်ရဲ့ဆိုရင်အလုံးပြောမယ်အစီစီခုနပက်တဘီရောကိုဝန်လာတဲ့ဘင်္ဂလီကိုဘာသာမီတော့ပြောရင်ကျွန်တော်တို့မြန်မာမွတ်စလင်ကိုတော့ပြောလာတယ်လေကြည့်စမ်းလေးမြန်မာမွတ်စလင်လားဘယ်လောက်လူဦးရှိတယ်မြန်မာမွတ်စလင်10ယောက်ရှိလား9ယောက်ရှိလားငါတို့တော့နေလို့ရတာမိုက်ထားနော်မပြောလို့မရဘူးမိုက်ထားနော်တတိထားနော်ခေါ်မီကောလို你阿爸个你阿妹个在哪路边头你个点开了啦？一路啦，မြန်မာမွတ်စလင်မိုက်ပုန်တဲ့ topic တဲ့ဘာဖြစ်လို့ဘာသာစကားစဒနာစောခါရလေစောခါမှာဘောသူတို့ဗုဒ္ဓဘာသာပဲစောခါလို့ရှိရင်ကျွန်တော်လည်းသူတို့ဗုဒ္ဓဘာသာကိုစောခါမလားကျွန်တော်ရဲ့ဘာသာရင်းမှမရှိဘူးလို့မျိုးစောခါပါစီဘယ်လောက်တိစောခါမလဲဘယ်လောက်တိဘာသာရေးထိုက်ခိုင်းမလဲထိုက်ပါစီမလောက်တာပဲခါရှိလို့လဲလိုက်မလာပြီးကစကားပြောလို့လို့ဘာလို့ထဲလို့စာပေးလို့ပုံစံမျိုးနဲ့ဘာလို့တာအဲ့ဒါ你撒帕嘛西的，的撒帕没嘛穆斯林撒帕啦，我嘛西的古往拉的邦吉里撒帕啦，一路苗啦，多嘞，晒这个撒帕个推来的撒帕的嘛推来哩多来哩，